အခုရဲ့ကွန်ပျူတာထဲမှာပြည်ထောင်စု font မရှိသေးတဲ့ตัวတွေဒီပြည်ထောင်စု font install လုပ်တဲ့ပုံစံနဲ့ Keymagic ထည့်သွင်းတဲ့ပုံစံလေးကိုပြောပြပေးသွားပါမယ်အရင်ဆုံးကိုယ့်ရဲ့ကွန်ပျူတာထဲမှာပြည်ထောင်စု font ရှိမရှိအရင်ဆုံးကြည့်မယ်အမှာ run box လေးခေါ်မယ် window r နိုင်မယ်ပြီးရင်အထက်မှာဘာရေးမဆို font ဆိုမှရေးမယ် f o n t s font ပြီးရင် okay ပြီးရင်မှာ search မှာပြည်ထောင်စုမှာရိုက်ရှာမယ် pyi ပြည်ထောင်စုကျွန်တော်မှာတော့ဒါပြည်ထောင်စု font ကဒါရှိပေးထားတယ်ဖြစ်တယ်တကယ်လို့ဒီမှာမရှိသေးဘူးဆိုရင်ဒီမှာပြည်ထောင်စုလို့ရိုက်ရှာတဲ့အချိန်မှာဘာမှရှိမှာမဟုတ်ဘူးအဲဆိုအခုတော့ရှိပေးထားဖြစ်တယ်တကယ်လို့မရှိသေးဘူးဆိုရင်တော့ install လုပ်တဲ့ပုံစံဖြစ်တယ်အဲဆိုတော့အရင်ဆုံးအခုကျွန်တော်ပြပေးထားတဲ့ဒီ all in one ပြည်ထောင်စု font ဆိုတဲ့raw file လေးကိုအရင်ဆုံး download ဆွဲထားပေးမယ်ပြီးရင်ဒီ raw file လေးကို double click နဲ့ဖွင့်လိုက်မယ်ပြီးရင်ဒီမှာ all in one ပြည်ထောင်စု font ဆိုတဲ့ထဲ double click နဲ့ဝင်မယ်ပြီးရင်အထက်မှာ readme text ဆိုတာရှိတယ်ဒါလေးကိုနည်းနည်းဖတ်ပေးလိုက်မယ်ဖတ်ပေးလိုက်တဲ့အချိန်မှာဘယ် font အတွက်ဘယ်ဟာကို install လုပ်ရမလဲဆိုတာမှာပါတယ်ဒါလည်းကိုယ့်ရဲ့ကွန်ပျူတာက Windows 7 ဆိုရင်ပြည်ထောင်စု font version က 1.8 version ကိုထည့်သွင်းမယ်ဒါလည်း Windows 10 ဖြစ်တယ်ပြီးရင် Office 2010နဲ့အောက်ဆိုရင်တော့1.8 version ပဲထည့်ရမယ်ဒါပေမဲ့ Windows 10နဲ့အထက်ပေါ့ Windows 10 Windows 11ဒီ Windows 10နဲ့အထက်ပြီးရင်Office version က2013အထက်ပေါ့13 16 19 21 24ဒီ Office 2013အထက် Windows 10နဲ့အထက်ပြီးရင် Office 2010နဲ့အထက်အတွက်ဆိုရင်ကျွန်တော် version က 2.5 version ကိုထည့်ပေးရမှာဖြစ်တယ်အဲဆိုရင်တော့ဒီမှာအခုဆိုရင်ကျွန်တော်ဒါ Windows 10ဖြစ်တယ်ပြီးရင် version က2024 version ဖြစ်တယ်အဲကြောင့်သူကဘာ install လုပ်ရမှာဆိုတော့ဒီမှာ version က 1.8 version ရှိတယ် 2.5 ရှိတယ်အဲဆိုတော့ကိုရဲ့ set ပေါ်မူတည်ပြီးမှ install လုပ်ရမယ်ကွာသွားမယ်ကိုရဲ့ set က Windows 10ပြီးရင် Microsoft Word version Microsoft Office version က2024ဖြစ်တဲ့ကြောင့်ဘာကို install လုပ်ရမှာလဲဆိုရင် 2.5 ဆိုတဲ့ဟာလေး install လုပ်ရမယ်အဲဆိုတော့ဒီမှာ double click နဲ့မယ်ပြီးဒီမှာ install အခု install လုပ်ပြီးသားဆိုတော့ကျွန်တော်ဒီမှာအစားထိုးမလားလို့ပြောတယ်ဒါ install လုပ်ပြီးသားမလို့ဖြစ်တယ်အဲဆိုတော့ဒီဟာလေးနေမယ်ပြီးရင်ဒါပြီးရင်ပုံမှန်install လုပ်ဒီ install နေမယ်ပြီးရင်ရပြီပြီးဒီမှာ regular ဒါလည်း install နေမယ်ဒါဆိုရင်ရပြီဒါတော့ font ကို install လုပ်တာဖြစ်တယ်ပြီးရင်ကျွန်တော်ဒါ Keymagic နဲ့တွဲမှဒါပြည်ထောင်စု font ရေးတဲ့ချိန်မှာကျွန်တော်ဒါ Keymagic နဲ့တွဲပို့ပြီးမှဆင်ပြေတယ်ဒါကြောင့်ဒီ Keymagic software ကိုလည်းဒါထည့်ပေးရမယ်အဲဆိုမှာ Keyman နဲ့ Keymagic ရှိတယ်ဒီမှာ Keymagic ကပိုဆင်ပြေတယ်အဲဆိုဒီ Keymagic ကို install လုပ်မယ် double click နေမယ်ပြီးဒီမှာ yes နေမယ်ပြီးရင်ဒီမှာ I accept the agreement ဆိုတာလေးအမှန်ချစ်မယ်ပြီး next နေမယ်ပြီးရင်shortcut နဲ့တင်ချင်တယ်ဆိုဒီမှာ create a desktop shortcut ဆိုလေးအမှန်ချစ်မယ် shortcut နဲ့မတင်ချင်ဘူးဆိုဒီမှာလေးကိုအမှန်ချစ်ဖြုတ်ပြီးရပြီပြီး next နေမယ်ပြီး install နေမယ်ပြီးဒီမှာ finish ဆိုတာနှိပ်လိုက်မယ်အဲဆိုတော့ဒီမှာပြည်ထောင်စု font install လုပ်ပြီးသားဖြစ်သွားဒီ Keymagic install လုပ်ပြီးသားဖြစ်သွားမယ်ပြီးရင်ဘယ်လိုသုံးပါလဲဆိုတော့ကိုယ့်ရဲ့ set မှာ Microsoft Word ကိုဖွင့်မယ် Windows ရနိုင်မယ် WinWord WinWord ဆိုမှရိုက်ရှာမယ်ပြီးရင် Microsoft Word ပွင့်လာမယ်ပြီးရင်အထက်မှာကိုယ့်ရဲ့ set မှာအရင်ဆုံးဒီမှာ font ကိုသွားပြီးမှပြည်ထောင်စု font မှာဖြစ်သေးဘူးဆိုတော့အရင်ဆုံးဒီမှာပြည်ထောင်စု PYI ဆိုပြီးမှပြည်ထောင်စု font အရင်ဆုံးရိုက်ထည့်မယ် size ကတော့ဒါ7နှစ်လောက်ထားပေးလိုက်မယ်အဲဆိုပြည်ထောင်စု font အရင်ဆုံးပြောင်းမယ်ပြီးတော့ပြီဆိုရင်ကျွန်တော်ဒါရေးမယ်ဒါမြန်မာအင်္ဂလိပ်လိုဖြစ်တယ်ပြီးနောက်မြန်မာလိုရေးချင်တယ်ဆိုတော့ကျွန်တော် control နဲ့ shift နဲ့နှိပ်လိုက်တာဆိုပြည်ထောင်စုမြန်မာဖြစ်သွားပြီအဲဆိုရေးမယ်မြန်မာအဲဆိုတော့ဖတ်တဲ့အတိုင်းရေးရတာဖြစ်တယ်မာယာရစ်နာတမြန်မာရေချာမနာငယ်လုံးတဲ့6ငါတတ်အဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်ဒါပြည်ထောင်စု font ကိုသုံးပြီးမှဒါအင်္ဂလိပ်မြန်မာရေးနေဖြစ်တယ်ပြီးရင် enter ခေါက်အင်္ဂလိပ်လိုပြန်ရေးချင်ဆို control shift ပြန်နှိပ်ဒါဆိုပြန်ရေးမယ် Keymagic off ပြန်ဖြစ်သွားတဲ့အချိန်မှာဒါပြန်ရေးလို့ရတယ် London ပြီးရင် England ပြီးရင်ကျွန်တော်ဒါမြန်မာလိုဆက်ရေးချင်တယ်ဆိုကျွန်တော် control shift ပြန်နှိပ် London လာနာတလန်ဒါတွေနာတဒန် London ပြီး England ငါတတ်အိမ်ပြီးရင်ထပ်ဆို England လာနာတလန် England
အင်္ဂလန်ပေါ့အင်္ဂလန်ဟာငါတတ်အိမ်အကြအထတ်ဆို ship f အင်္ဂါငယ်လာနတလန်အင်္ဂလန်အဲ့လိုမျိုးဒီရေးလို့ရတယ်ပြီးရင်မြန်မာလိုကနေအင်္ဂလိပ်ပြန်ရေးချင်တယ်ဆိုတော့ control shift ပြန်နေ keymatic off ပြန်ဖြစ်သွားမယ်အမှအင်္ဂလိပ်ပြန်ရေးလို့ရတယ်ဒါကပြည်ထောင်စု font install လုပ်တဲ့ပုံစံနဲ့ Microsoft Word ထဲမှာဒီပြည်ထောင်စု font ကိုအသုံးပြုတဲ့ပုံစံကိုပြောပြပေးတာဖြစ်တယ်ကျေးဇူးတင်ပါတယ်